American နိုင်ငံရဲ့နိုင်ငံသားဖြစ်ခွင့်အရေးကိုထိခိုက်စေနိုင်တဲ့အရေးကြီးတဲ့သတင်းတစ်ခုထပ်မံထွက်ပေါ်လာပါတယ်။ President Donald Trump က Supreme Court ရဲ့မကြာသေးခင်ကဆုံးဖြတ်ချက်ကိုအလွန်ကံမကောင်းတဲ့ဆုံးဖြတ်ချက်လို့တိုက်ရိုက်ဝေဖန်လိုက်ပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုတုံ့ပြန်ဖို့ Executive Orders အသစ်တွေကိုလက်မှတ်ရေးထိုးလိုက်ပါတယ်။ Trump ပြောတာက Supreme Court ရဲ့ဆုံးဖြတ်ချက်ဟာအမေရိကန်နိုင်ငံအတွက်မမျှတဘူးလို့သူမြင်ပါတယ်။ဒါကြောင့်သူ့အုပ်ချုပ်ရေးအဖွဲ့ကဥပဒေပေါင်းအတွင်းကနေပြင်ဆင်နိုင်တဲ့အရာတွေကိုပြင်ဆင်မယ်လို့ပြောခဲ့ပါတယ်။ သူသဖြင့် birth tourism လို့ခေါ်တဲ့ကလေးမွေးဖို့အတွက်အမေရိကန်ကိုခရီးသွားလာပြီးနိုင်ငံသားအခွင့်အရေးရယူဖို့ကြိုးစားတဲ့လုပ်ငန်းတွေကိုပုံမူတင်းကျပ်စွာအရေးယူမယ်လို့ပြောဆိုထားပါတယ်။နောက်ထပ်Executive Orders တွေကလည်းလူအချို့အတွက် Federal Benefits ရခွင့်ကိုကန့်သတ်ဖို့ရည်ရွယ်ထားတယ်လို့အင်ဖြူတော်ကပြောပါတယ်။ဒါမဲ့ဒီမှာအရေးကြီးတဲ့အချက်တစ်ခုကိုသတိထားရမှာဖြစ်ပါတယ်။ဒီ Executive Orders တွေကြောင့်အမေရိကန်မြေပေါ်မှာမွေးတဲ့ကလေးတန်းနိုင်ငံသားဖြစ်ခွင့်ချက်ချင်းပြတ်သွားပြီလို့မဆိုလိုပါဘူး။သမ္မတ Trump က Supreme Court ရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူပေမဲ့birthright citizenship ဆိုတာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆက်နွယ်နေတဲ့ကိစ္စဖြစ်တဲ့အတွက်ဥပဒေရေးရာတိုက်ပွဲတွေဆက်လက်ရှိနိုင်သေးပါတယ်ဒီသတင်းကအမေရိကန်မှာနေထိုင်နေတဲ့ဆွေပြောင်းအခြေချသူတွေအတွက်အလွန်ရည်ကြီးပါတယ် Executive Orders အသစ်တွေကဘယ်လောက်အထိတက်ရောက်မလဲတရားရုံးတွေကဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်